Hello အားလုံးပဲမင်္ဂလာပါကျွန်တော်က Cookie Creator ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ Spiral လုံးမှာဖြစ်ပါတယ်ဒီ ဘောကြီးထဲမှာပေါ့နော်Spiral တော့ day 100အထိလုံးရမှာအခုမှ day 1ပဲရှိအခု day 1ဆိုတော့ကျွန်တော်တို့အရင်ဆုံး3ကောင်ရင် like ရှာပြီးတက်ရမယ်ဒါမှညဘက်ဒီ AC လုံးချုံသွားအိတ်နိုင်မှာပေါ့နော်မသေးသေးဘူးလားဟွာကဲမတူတော့ကောင်တော့စီဝင်ချွေပြီးလိုက်နောက်ထပ်တိုးရီရောရှိသေးလားမသိဘူးရှိတော့ပေါ့ဒီနေရာမှာရှားပါလုံးတိုးရတယ်အော်မှာအောက်မှာတကောင်ကအောက်မို့ပုံပြောအောင်နှစ်ကောင်မြောက်တိုးရောရရနှစ်ခုပဲရှိသေးတယ်သုံးခုဆိုတော့အဲ့ရလို့ရတယ်အဲ့ဆိုညပဲအေးဆေးပဲအော်ရှိမှာပေးလေဟာဟုတ်ပြီငါတော့ရှူးကားလေးပါလေရှူးကားတို့မဆလာတို့ယူသွားလိုက်အောင်ဘာမှတော့ပါမလားကဲရှေ့ကဖိလစ်မှာခဏနားမယ်အော်မနာဘူးမကြီးရှေ့ဟာဒီကောရော့အောင်ဘယ်ပြဟောဒီကောင်လည်းကွာတို့ကြီးရှော့ဟုတ်ပြီကိုအိမ်ရနဲ့ပဲကိုအိတ်ချင်တယ်ပေါ့နော်တခြားအိမ်မှာသွားအိမ်နေရတာရေးကြတော့တိတ်ပြီးအဆင်မပြေဘူးညနာငဲ့ဒီရင်တော့ရောတက်ခုတ်မယ်ပေါ့နော်တက်ခုတ်တာမဟုတ်ပါဘူးများအိမ်ဖြတ်နေတာပါဒီမှာတက်ကလေးပါလေးခုတ်ပြီးသွားရင်တော့အာယုကိုလည်းအာယုကိုလည်းတော့တက်လို့မရဘူးတက်လိုက်အဘဲကြီးရကြည့်နေရကောင်းတာမဟုတ်ဈေးကိုတင်ပလိုက်တာထားရောဒီကောင်လည်းသူ့ဟာသူပဲနေပါသေးရေးထားလိုက်ပါဒီလိုအခု20လောက်ရမယ်တသားပြီး crafting တီးပဲလုပ်မယ်ပြီးတော့ရင်အဲ့ရရင်လုပ်လိုက်မယ်ပြီးဒုတ်ကလေးပါလေးလုပ်မယ်ပြီး pickle လုပ်မယ်pickle လုပ်မယ်ပြီးဓာတ်လုပ်မယ်နိုင်မယ်သူရလုပ်လို့ရပါလိမ့်မယ်ဒီမှာဒုတ်ထက်လုပ်မယ်လုပ်ပြီးသွားဒီမှာအရေးကြီးဆုံးအစိမ်လုပ်မယ်ဒါဆိုရင်တော့အိမ်ကြီးမြင်ခုတော့တစ်တိမြင်ခုလို့ရပြီနော်ဒါလည်းတစ်ပဲလေ16တုံးပြီးအောင်တော့တူးလိုက်အောင်တစ်ကတော့16တုံးပြီးသွားပြီဒါကြောင့်ဒီမှာ64တုံးဖြောင်းလုပ်လိုက်တော့မယ်ရဒီမှာပစ္စည်းတွေကြီးရဲ့အိမ်ထဲကိုရှောက်ကြည့်လိုက်โอเคလိုက်ကောင်းနေတော့အော်စီနီယာနေပါလေတွေ့မှာအာရဟုတ်တယ်ဟာကျိုးတယ်အတိုင်းပဲတော့တကယ်ကြီးရဟိုရောနည်းနည်းရတော့မို့အာရုံရှိတော့မှရတယ်ခေကြိုက်သွားပြီအာရုံရှိတော့ရတယ်ဆိုလေဒီဇလန်တော်မိုက်ဒီမှာကောပါစပီယာတွေလည်းရှိတယ်ပြီးရင်ဒီမှာအကောင်းဆုံးကတော့ဒီကအာယုံပစ်ကပ်ပေါ့နော်အာယုံပေါင်းကြီးရတော့ဝတ်ထားလိုက်မယ်ငါမှလည်းပေါင်းကြီးရရှိတာရဒီနေရာလေးမှာတဲလီထိုးထားလိုက်မယ်ရောအမဟာရပစ္စည်းရှိတဲ့အရာနှစ်အိမ်ကတိန်နေမို့ဒီမှာလာပါရတဲ့ထက်တွေအော်စီဗီကနေတွေ့ရမှာမသိစီနီယာတွေတော့ lucky ဟာရောဒိုင်းမိုးရော oh my god ဟိုကျမ်းလိုက်တော့ပါမှာအာယုံမှာတော့အပြည့်ဖြစ်တော့ဒီဒါဆိုရင်တော့ဟာလေအုပ်ထုတ်ကတော့မဝင်မှာစောက်ချောကြီးဆိုတော့ဘာလို့ရမလဲဆိုတော့အိမ်ဆောက်ရမယ်ပေါ့နော်အဲ့လိုကြီးလောက်ထားတာညပဲအဲ့ရင်နည်းနည်းကြောချမ်းဘိုက်ကလည်းနည်းဆိုင်ပြီးတော့ဒီမှာအမဲသားလေးပါလေယူအောင်ဒီနေ့သားကြီးတို့ငါမင်းတို့သက်တော့
ကြော်စားခြင်းပဲမဲ့ကြော်ဖို့တော့ကခိုးမရှိတော့မှလည်းမကြော်ရတော့ဘူးပေါ့ခုကကုန်းနေရတယ်စားစိမ်ကားစိမ်မျိုးပဲစားရတော့မယ်ပြောဆိုရင်ဘူးတော့ချုပ်တော့ပါဒီအဲ့ဖို့အတွက်ပြင်ထားလိုက်တော့โอเคအဲ့တော့ပဲပါ good night ဟာရောက်ငါအရောက်ပိုင်ဆိုးပိုင်နေတယ်လာပြီးတော့ဒီကခလေးလေးလေအိုမီငါကဒီမောတုံးချတဲ့ကောင်နေမလားအဲ့တော့အိမ်ကတော့အိမ်နဲ့တူအောင်စောက်ချင်ဘူးနော်အိမ်ကဘာလေးနဲ့တူအောင်စောက်မလဲဆိုရင်တော့တင်းမောလေးနဲ့တူအောင်စောက်မှာပဲဖြစ်ပါတယ်ခင်ဗျာတင်းမောတော့အဲ့လောက်ကြီးမစောက်တတ်ပေမဲ့အရင်ဆိုးရတယ်ထဲမှာလည်းမပါဘူးစောက်တတ်ပါတယ်တခါတလေမှဒီမှာ3 လုံးချလိုက်မယ်3 လုံးကိုဒီတော့လေတော့ချနေဒီမှာရှိုးလိုက်လေးပုံစံလေးတော့ပြီးသွားပြီပုံစံပြီးသွားပြီဒါဒီမှာပစ္စည်းလေးပါလေးထားမှာ crafting table ကိုဖြတ်မယ်ပြီးရင်ဒီမှာထဲအိုးကိုဖြတ်မယ်ဒီအရာကိုဖြတ်ရအခုမှထပ်ပြီးတော့တင်အောင်မယ်ဒီမှာ load ရမယ်ဒီလောက်ကတော့ပြီးသွားပြီတသားလေးနည်းနည်းလေးလိုသေးတယ်66တုံးလောက်ထပ်ယူလိုက်အောင်တသား64တုံးပြည့်သွားပြီဆိုတော့ကျွန်တော်ရဲ့ဆောင်းရလာပါတယ်ဆိုတော့အိတ်လေးကိုဆက်ပြီးတော့အကောင့်ထဲပေါ်မယ်ပေါ့နော်ဒီမှာ64တုံးပြည့်ပြီဆိုတော့ဒီချပူးဖြစ်တယ်ဘာနဲ့ခံမိငါတော့ကဲ3 လုံးလောက်ဆိုရတယ်ရှိမှအမလီနာတာဟာဒီအရှိပါလိုလေးထားလိုက်တယ်ဒါလာပါရမ်းလာပါလိုက်ငါအနေနဲ့ကတော့လှတာပေါ့ဒါပေမဲ့တခြားလူတွေအမြင်နဲ့ကတော့ဘာကြီးပဲလည်းမသိဘူးလို့ပြောမှာရုပ်ပါရှင်းနေတော့ပြီးဒါဆိုရင်ကိုယ်တယ်လေးကတော့ပြီးသွားပြီချစ်စရာလေးကွာဒီပေါ့ဟာအရင်တူလို့ညာဘာရှောက်လို့ပုံလာတော့ကွာဖုန်းကအရင်လက်နေတယ်တင်မောနည်းနည်းတူတော့ကြည့်မကောင်းတော့တောင်နည်းနည်းလေးရှည်လိုက်မယ်အတူမရှိလေးလှုပ်လိုက်မလိုတဲ့အပိုင်းကြီးဖြတ်ပြီးတော့ကဲဒီမှာကျွန်တော်ကြိုက်တဲ့ပုံစံလေးတော့ရလာပြီဒါပေမဲ့နည်းနည်းလေးတော့လိုသေးတယ်တစ်လေးပါလေးသွားယူလိုက်အောင်မယ်ဗျာကဲနောက်ထပ်64တုံးတော့ထပ်ရလာပြီပေါ့တော့ဒါလေး64တုံးနေတယ်မှာညီလေးပါလေးခင်းပြီးတော့မခင်းတော့မှနောက်ဘက်ကလည်းရောက်တော့မယ်ဒီတူရဲ့အဆုံးသတ်ကိုရောက်ပြီတော့ဟာရောက်ဒုက္ခပဲဒီဝေးသားလေးရတော့ငါအိပ်ရောက်တော့တော်တော်ကိုကြီးနေရတယ်ကွာကိုအိပ်ရနဲ့ကိုမအိပ်နိုင်ဆရာသမားတို့နေရဆောက်လို့ဒီဘက်ကနေရင်တော့ပုံတက်မယ်ဒီဒါလေးကိုနည်းနည်းလေးကိုးလိုက်မယ်ဟုတ်ပြီကဲနောက်ဆုံးတော့ဒီ3ကိုရောက်တော့မယ်အိတ်လိုက်အောင်အိတ်လို့မရသေးဘူးဒုက္ခနေဝင်စီးတာလေးကိုကြည့်ပြီးတော့အိတ်တော့မှာကွာဒီထဲထဲမှာကငါမွန်စတားပိုးမှဆိုလို့အစိုးရအိတ်နေအပြင်မှာဆိုငါညတကောင်ကျော်မှအိတ်တာဟုတ်ပြီပြီးတော့ဒီ3ကိုတော့ရောက်ပြီခင်ဗျာဒီ3ရောက်တော့ကျွန်တော်ပြင်ဆင်တရားရှိတာလေးတွေပြင်ဆင်ဖို့အတွက်မခေါင်းမူးလေးပါလေးမိုးရမယ်ခေါင်းမူးကဒီကနေစမ်းဒါဟိုကလုံးမနေရ
ကဲအခုကတော့ပြီးသွားပြီဟောပြီးပြီထင်တာမပြီးသေးဘူး sorry မပြီးသေးတာလည်းပြီးသွားပြီပြောလို့ပြောနေဒုက္ခပါပဲရပြီโอเคပါရပြီဟုတ်ပြီဒီပါငါရဲ့တင်မောကြီးကတော့ရတူသွားတယ်လို့ထားလိုက်ပါတော့တူလဲတူပါတူလေးကြိုက်လို့တူတာမကျွန်တော်လုပ်ထားတာကိုယ့်ရဲ့တကူစားအတွက်ပဲကြည့်ရကျွန်တော်လုပ်ထားတဲ့ဟာကိုလည်းကြည့်ရောကျွာသားကြီးတနာဖို့တော့ဟောကျွန်တော်ဒီမှာကကြီးရောလုပ်လိုက်ရတော့နော်ညှက်လိုက်ပြီမင်းကကြည့်နေမကောင်းတုံးငွေပြီဟုတ်ပြီဟိုမှာနောက်ထပ်တိုးလေးတွေလည်းထပ်တွေ့သေးတယ်မင်းကရိမ့်မယ်တော့ရောက်တုံးငွေရတယ်ကြည့်နေအိုးကျေးဇူးပဲရောက်2တုံးရတယ်ကျေးဇူးပဲဒါရှိတယ်တော့3ဝီဘယ်လောက်ရလဲ5တုံးနဲ့ရတယ်โอเค5တုံးဆိုလည်းဘာဖြစ်လဲနော်ကဲနောက်ဆုံးကျွန်တော်အိန္ဒိယပြီးသွားခဲ့ပါပြီညာဒီမှာရှိုးလိုက်ပါဟဲ့ချစ်စရာလေးမလားဒီနေ့ဗီဒီယိုဒီမှာ break လိုက်ပါတယ်ကျွန်တော်တို့ဘာတော့မအားလို့ပါခင်ဗျာဒါကြောင့်နောက်နေ့မှပြန်တွေ့ကြမယ်အားလုံးပဲတတား